ဟုတ်ကဲ့ဒါလည်းစိန်လိတ်ပုံစံတစ်မျိုးပဲဒါကြတော့နှစ်တရာကိုချစ်ကိုလေးနဲ့ခတ်ပေးထားတယ်အနက်ခံပုံမှာဒါကြတော့ကြံရီရောင်လေးခတ်ပေးထားတယ်အောက်နာနာလေးနဲ့ပေါ့နော်ဒါက38တန်လေးပါဒီမှာတပတ်အပေါဝမ်းဆက်အုပ်ပေါ့နော်โอเคဘယ်လိုဖြတ်မပြတော့ဘူးနော်ခုနဇီးမျိုးရောင်လေးဖြတ်ပြထားပြီးဆိုတော့အနက်ခံပုံမှာခတ်ပေးလို့ရတဲ့အရောင်ကာလာမှန်တများရမယ်ဒါဆိုရင်အနက်ခံပုံမှာကြံရီဝါလေးခတ်ပေးထားတာပေါ့နော်ဒါဆိုရင်အနက်ခံပုံမှာဇီးမျိုးအမျိုးဘာရောင်လဲဝိုင်နီလို့လည်းပြောတယ်ဇီးနီလို့လည်းပြောတယ်ကြိုက်လို့ခေါ်လို့ရတယ်အနက်ခံပုံမှာဝိုင်နီဇီးနီလေးခတ်ပေးထားဒါကြတော့အနက်ခံပုံမှာကြံရီဝါလေးခတ်ပေးထားတာအဲ့လိုပဲအနက်ခံပုံမှာအယောင်စုံခတ်ပေးလို့ရတယ်ဆိုတော့ဒီထဲမှာဆိုရင်ဒီမှာဒါကြတော့အနက်ခံကိုရောင်စုံခတ်ပေးထားတဲ့တပတ်အပါအနက်ခံလေးပေါ့နော်အတူပဲဒီအနက်ခံပုံမှာခတ်လို့ရတဲ့အယောင်ကာလာမှန်တယ်ညခတ်ပေးလို့ရတယ်ပေါ့နော်ဒါဆိုအနက်ခံပုံမှာကြံရီလေးခတ်ပေးထားတယ်ဒါဆိုရင်အနက်ခံပုံမှာဇီးမျိုးလေးခတ်ပေးထားတယ်အတူပဲနော်တပတ်အပါဝမ်းဆက်အုပ်ပေါ့နော်ဆိုတော့လက်လီလက်ကရတယ်တောက်ချင်းစီလဲဝယ်လို့ရတယ်ကိုကြိုက်တဲ့အယောင်ပါညာခတ်ခိုင်းလို့ရတယ် Okay